စားဖို့အစင်းနဲ့ဖြစ်ပြီးဟုတ်လားအမလေးမန်းစံငါတူမရဲ့လက်ရတယ်အမလေးမြည်ရတာပေါ့အေးမြည်ရတာပေါ့ဟဲ့တာပါတော့ဟဲ့အမလေးစိတ်နေတာပါပဲလားအမလေးကြအေးရမင်းကြအေးရပါရီကိုကြော်ထားတာတော့ခါနိုင်လိုက်တာအမလေးခါလိုက်တာလေ ဂွေးရောက်ကိုလေးအစိမ်းကြော်လေးကြော်ထားတာကြီးဂွေးရောက်ကိုအစိမ်းကြော်ထားတာနောက်တစ်ခါဂွေးရောက်ကြော်လို့ရှိရင်တမရွက်ကလေးနဲ့ကြိုင်ဟင်းကားသီးတွေမှာရောပြီးတော့ကြော်လိုက်ပါလားအေးအမလေးဟုတ်လားဟိုအခုထက်လာမလားအမလေးမြက်ပစက်ထက်လိုက်တော့ရွက်ပြောလို့ပြောမှလည်းမသိအမလေးဂွေးရောက်ကိုကြော်ချက်ကြော်တယ်လို့အေးပေးသမားဟဲ့အချိုလေးကော်ဖီပါတာခါလိုက်တာအေးပူလိုက်တာဟဲ့ကော်ဖီကလေဖြော်ထားတာကြာပြီဆိုဟိုအေးသွားလို့လေပူအောင်လို့ဆိုဟိုငရုတ်ကောင်းရဲ့ပလဲကောရဲ့ကလော်ပြီးတော့ထောင်းမြုပ်ထည့်လိုက်တာကြီးအမလေးကော်ဖီတော့အဲ့ဒါတွေထည့်ပြီးဖြော်စရာလားတော်တော်များပူနေလားအမလေးပူတာပါအေးညီးရလဲငါရှာတာဖြတ်ပြီးရေခဲတဲ့ကိုပုတ်ပေးစမ်းပါအမလေးတကယ်တော့မဒီတော့ညွန့်နေနေတောင်းနေပါအေးပေးစမ်းပါအေးမိကြအေးအမလေးနေရလဲဆိုတာလဲသွားတယ်ကြွကြပြီမိကြအေးပလက်ဒီဟင်းကျော်ဘာဟင်းကျော်ပို့လို့လဲတမယာဒီဟင်းကျော်လေးကြည့်လို့ရအမလေးတမယာဒီကိုများဟင်းကျော်ချဲရတယ်လို့အေးအချက်ပြုတ်တော်ကောင်းပါလားဟဲ့ငါပိုင်တဲ့စီးစိမ်ဥစ္စာတွေကိုလေထုတ်ခွဲရောက်ကြပြီးညီထမင်းတိုင်ဖွင့်လိုက်ပါလားအေးကြည့်တော့အခုဖွင့်ရမှာလားငါသေးမဖွင့်အမလေးညီနေတာငါကြာနေလို့ရှင်ငါသက်ဆိုးရှင်မှာမဟုတ်ဘူး